မှာအရန်နာမည်ကြီးတွေ scam တခုရှိတယ်ဘယ်လိုလဲဆိုတော့လေဟိုပိတ်ဆန်ခိုးတာပေါ့ပိတ်ဆန်လိမ့်တာပေါ့တယောက်ကဒီမှာဗီဒီယိုကြည့်အဲ့လိုကစားတယ်လေပြီးတော့သူတို့ကစားနေလူဆိုသူတို့ဘက်က900လောက်ပါတယ်နော်သူတို့900သူကဟိုပိတ်ဆန်လောင်းကျန်ဟမ်းဆောင်ပြီးတော့သူပိတ်ဆန်လည်းရတယ်တပြေးလေဟိုဖြစ်သွားလူသူကဝင်ပါခြင်းတယ်သူ့ရဲ့ပိတ်ဆန်နိုင်နေဆိုငါလည်းပိတ်ဆန်နိုင်ခြင်းတယ်ဆိုသူတို့ဝင်ပါတယ်တခါလဲတော့မဲ့တတိထားဒီလို game ဆိုရဲဆိုလုံးဝတတိထားသူကလိန်တာပဲဒီတယောက်ပါတယ်ဒီ interview နေရောက်ပါတယ်ဒါအတိုင်းပေါ့စင်ရအောင်အမျိုးသမီးလည်းပါတယ်နောက်ကအမျိုးသမီးလည်းပါတယ်နောက်ကမျိုးသမီးလည်းပါတယ်သူတို့ပါလူဆိုရင်400လောက်ပါတယ်နော်သူတို့ရိုးလူမဟုတ်ဘူးလိမ့်တာအဲ့ဒါလိမ့်တာခုနနောက်တစ်ဖက်တွေ့လာကိုဘီဗီဒီယိုတွေရိုက်ထားတယ်ဒါပေမဲ့သူကဘီဗီဒီယိုရိုက်နေတော့သူအရေးမိတယ်အခုထွက်သွားတယ်သူကလင်းမရနေအောင်သူတို့ယူရို100ဆို9သိန်းတော့ရှိတယ်သူချထားဘီပြုံးလို့ပဲရှိတယ်မချနဲ့ဒါ scan ဒါပေမဲ့သူတို့ဟိုတကယ်ပြီးသူလားသူတို့အဲကန်ထဲမှာပါလားမကျင်းသေးလို့ပြီးမှကိုဘီတီးသွားတယ်ဟုတ်တယ်သူအဲကန်ထဲမှာမပါဘူးသူအဘက်ဖြစ်သွားတယ်သူတို့စိတ်ဖြတ်သွားတယ်ဒီနေ့အောင်တနာစရာသူယူရို100ရှုံးတယ်ကိုဘီသူတို့တော့မပြောဘူးဆိုမာဝါပြီဒါပေမဲ့အဲ့ဒါဟုတ်တယ် scam အခု3ကရှိပြီဒီနေ့တွေ့တာအဲ့ဒါဒါပေမဲ့ဗီဒီယိုရရင်သူလုံးဝမကြဘူးအဲကြောင့်ကိုဘီဒီနေ့တက်တဲ့ဗီဒီယိုအများကြီးရိုက်ကြတယ်ခုလုပ်တဲ့ဟာနဲ့တရားမဝင်ဘူးဒါပေမဲ့ရေးကဘာအရေးမှမယူဘူးထင်တယ်သတိထားတော့အဲ့လိုမျိုးရှိရင်ဘယ်တော့မှမကစားနဲ့